အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါပြပြမီဒီယာဖြစ်ပါတယ်ဗျာဒီကနေ့ဇန်နဝါရီလ9ရက်နေ့ပါအဲ့တော့ကျွန်တော်လည်းတပိတ်ချင်းစင်ကူမရေယာမန္တလေးပြန်ရောက်ပါတယ်ဟိုခီးရတော့ဗျာကားမောင်းတဲ့မိုင်ကမနေဘူးဆိုတော့တော်တော်လေးကိုလက်တွေနားတယ်ဗျာပထမကျွန်တော်တို့ကဟိုပုံးသွားတယ်ဟိုပုံးသွားတယ်ဟိုပုံးကကျွန်တော်တောင်ကြီးကနေကျွန်တော်အေးသားနေပြီးတော့ကျွန်တော်တို့အောင်ပန်းကလောပေါ့ဗျာအဲ့မှာလည်းကျွန်တော်တို့ရက်ကလေးတွေလောကိစ္စနဲ့သွားတာရှိတာပေါ့အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့မိဒီလာပါညာကြီးတယ်ပေါ့မိဒီလာပါညာကြီးတယ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့နောက်ရက်ဒီတပိတ်ကြီးကိုတက်တယ်ပေါ့ဟိုသွားတယ်ကျွန်တော်သွားတဲ့မိုင်ကတော်တော်များတယ်ဗျခီးရတော်တော်များတယ်တော့အဲ့မှာကျွန်တော်တို့တွေ့နေရတာအကြမ်းဖက်အုပ်စုတွေဘာတွေဖြစ်နေကြမှမသိဘူးဘာတွေဖြစ်ကြမှမသိကျွန်တော်အဲ့အုပ်ကူတွေကဗျအုပ်ကူတွေကကျွန်တော်ရှင်းရမှာအုပ်ကူတွေရှင်းရမယ်ပြီးအဲ့ဒီအုပ်ကူတွေကိုကျွန်တော်တို့ဟာလုပ်မယ်လမ်းခဲ့မယ်သို့မဟုတ်ဟိုဖြည့်ဆည်းပြင်မယ်ဗျာဒီလိုတမိုင်းစိုးတွေကျွန်တော်နောက်လူတွေကျွန်တော်လက်ဆင့်ကမ်းလို့မရအောင်ပြည့်စည်ရမှာပဲလောက်ရမယ်ကျွန်တော်ထားလို့မရအောင်ကျွန်တော်သွားခဲ့တဲ့လမ်းတစ်လျှောက်မှာဒီပသိမ်ကြီးနဲ့မရီယာကြားမှာတိုက်ပွဲတွေပြင်းထန်လာတော့အဲ့မှာကျွန်တော်တို့ဒါဂျူနေအိမ်တွေပြည့်စည်တာရှိတယ်ပြီးကျွန်တော်မရီယာနဲ့စင်ကူကြမှာပြည့်စည်တာရှိတယ်ပြီးရင်တော့ကျွန်တော်တို့အဲ့မှာမရီယာနဲ့စင်ကူကြမှာလမ်းဘေးဝဲရမှာအကြမ်းဖက်သမားတွေရဲ့အုတ်ကူတွေအများကြီးပဲဒါကျွန်တော်တို့အကုန်မရိုက်နိုင်သေးဘူးအုတ်ကူတွေအများကြီးပဲစကန်တွေလည်းအများကြီးပဲမှာချထားတာပြီးတော့မှကျွန်တော်ကျွန်းတက်တော်ကျိုးဝိုင်းတွေပေါ့တက်တော်ကျိုးဝိုင်းတွေဘေးမှာလည်းသူတို့အဲ့မှာစကန်တွေချတာမနေဘူးပဲအုပ်ကူတွေမနေဘူးဒါကျွန်တော်တို့ကအချိန်များလို့တက်လိုက်စင်းလည်းမရိုက်နိုင်လို့အများကြီးပဲတော်တော်များတယ်ပြီးရင်မှကျွန်တော်လမ်းတစ်လျှောက်မှာပေါ့သူတို့ဒီဘန်ကာတွေခိုင်မာတွေလောက်တာမနေဘူးပဲတကြောလုံးပဲစင်ကူးမျိုးအဝင်တို့တပေချင်းမျိုးအဝင်တို့တကြောလုံးပဲကျွန်တော်တို့မန်လေးမြကြီးနားလမ်းပိုင်းပေါ့ဗျအဲ့ဒီမှာလည်းတဘုံအများကြီးပဲသူတို့ရဲ့အုပ်ကူတွေရောပြီးရင်ကျွန်တော်တို့သူတို့ရဲ့ဒီနှစ်ထပ်ဘန်ကာတွေရောမြောက်ဘန်ကာတွေအများကြီးပဲတောက်လျှောက်တွေ့ရတယ်ပြီးရင်ကျွန်တော်ကြေးဝါရီထဲမှာဆိုလဲသူတို့ဝင်ဖောက်ထားတာမနေဘူးပဲတကြောလုံးပဲအဲ့မှာခင်ဗျားတို့ခင်ဗျားသွားကြည့်ခင်ဗျာပိုးတော်ရင်နာအောင်ပဲဗျာကျွန်တော်ဆိုးရတော့မရမ်းပဲဗျာအဲ့တော့ဗျာကျွန်တော်ကဒီအကြမ်းဖက်သမားတွေအုပ်ကူကိုကျွန်တော်က6လောက်နေနေတယ်ကျွန်တော်ဖက်နှက်စီးရလေဘာဖြစ်လဲဖက်နှက်ချီရလုံးမဆက်လုံးမနော်ဆက်လုံးမဟုတ်ပြီလားအဲ့တော့ဗျာအဲ့လောက်နားတဲ့လူတွေကျွန်တော်ပြောပါမယ်အဲ့မှာအုပ်ကူတွေရှိတယ်ဘယ်သူဝယ်မလဲဘယ်သူကယူမလဲယူရင်ဟိုပြောကားနဲ့တခါတည်းတိုက်ပြီးတော့မင်းတို့အိမ်ကောင်းမှာထားပြီးတော့အဲ့မှာညာတိုင်းဥတင်ကြော့နော်ဟိုဖြစ်ရင်အဲ့မှာယူမဲ့အဖွဲ့တွေပြောအုပ်ကူတွေပေးလိုက်မယ်တင်ချိုင်းကုန်းနေရာမှာပဲရှိရမှာလေဗျာဘာဖြစ်လို့ဒီလမ်းမကြီးဖေးလာလုံးနေတာဘာလဲလမ်းမကြီးမှာဘာလာလုံးနေတာတော့အဲ့မှာဗျာကျွန်တော်တို့ကမိန်းလမ်းမကြီးနဲ့ဒီရွာတွေနဲ့ချိတ်ဆက်ထားတဲ့အစုံတွေမှာသူတို့အုပ်ကူတွေအများကြီးပဲအုပ်ကူတွေထီလို့နားတယ်ဆိုရင်ကွာအဲ့မှာသွားပြီးတော့မှမင်းတို့ဟွာလုပ်လိုက်မင်းတို့အိမ်မှာထားကြော့ညာတိုင်းကြော့ယူမလားယူမဲ့လူရှိပြောဟိုအဲ့လောက်ကြီးဟွာပြင်တင်ချိုင်းကုန်းမှာထားမှာလေနော်ဒါကမင်းတို့ရဲ့အနေထားငါတို့ကလူကောင်းသူကောင်းနေသေးတာမဟုတ်ဘူးလူယုံမာတွေသေးတာလူယုံမာတွေအဲ့မှာဗျာကျွန်တော်အဲ့မှာသွားတော့အဲ့မှာဒီစင်ကူးဘက်မှာအကြမ်းဖက်အုပ်စုတွေကမလုပ်ထားလဲဆိုတော့သူချိတ်ပိတ်ထားတယ်တဲ့ဒီမှာအိမ်ဒီမှာသူတို့ကချိတ်ပိတ်ထားတယ်ဆိုတော့သူတို့ချိတ်ပိတ်ထားတယ်အဲ့မှာကျွန်တော်သူတို့ချိတ်ပိတ်ထားကျွန်တော်ဖွင့်လာခဲ့တယ်နော်အိမ်မှာချင်းကျွန်တော်ဖွင့်လာခဲ့ပြီးဘာမှစိတ်ပုံမနေနဲ့သူတို့ချိတ်ပိတ်ထားတယ်ကျွန်တော်ကိုယ်တိုင်တော့ဖွင့်သွားဒီမှာသူတို့ချိတ်ပိတ်တဲ့ဆိုတော့အများကြီးလိုက်ခွာရင်လုံးချိုးလို့အမှကျွန်တော်တရွက်ပဲခွာလာတယ်တော့ဘာထားလဲဆိုတော့ပြည်တော်စုသမရမြန်မာနိုင်ငံတော်မျိုးသားညီညွတ်ရေးအစိုးရရေးပေါ်အုပ်ချုပ်ရေးဖွဲ့စင်ကူးမျိုးနဲ့ယာယီချိတ်ပိတ်ခြင်းတဲ့အမှသူက2025ခုနှစ်တဲ့ဟုတ်ပြီ9ရက်8လပိုင်း9ရက်2025ခုနှစ်တဲ့ဤအဆောက်အုံပိုင်ရှင်ရေးတာတိတ်မပေါ်ဘူးနည်းနည်းဟွာဖြစ်တော့ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေပြီးအကျိုးတူလုပ်ငန်းများပူးပေါင်းဆောင်ရွက်ဖြစ်ပါသေးတယ်ထို့ကြောင့်သူ့ရဲ့အဆောက်အဦကိုပိုင်ဆိုင်သည့်အဆောက်အဦဒီစက်ဥပဒေနဲ့ညီယာယီချစ်ပေးပါသည်အမှတ်ချက်တဲ့အထက်ဖော်ပြပါအဆောက်အဦကိုတဲ့ဘယ်နေမှာစရယာယီချစ်ပေးပြီးဖြစ်သောကြောင့်ဤသူတို့တော်မှဝင်ရောက်နေထိုင်ခြင်းအခြားနည်းဖြင့်လွှဲပြောင်းခြင်းလုံးဝခွင့်မပြုပါတဲ့ပြုလုပ်ခဲ့သည်ရှိသောဒီစက်ဥပဒေများနဲ့ရေးယူပါမည်တဲ့အောက်ကနေပြီးကျွန်တော်တို့ဒေါက်တာအောင်သူဥက္ခရတဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့စင်ကူးမြို့နယ်ဆက်သွယ်ရန်ဖုန်းနံပါတ်တဲ့ဆက်သွယ်ဖုန်းနံပါတ်တော့မှဟိုပဲရတယ်စင်နယ်ပဲရတယ် Telegram စင်နယ်ဖွင့်ထားတဲ့အကောက်ကထိုင်းကောက်နေသေးလားဖတ်ပြအောင်မယ် +669တဲ့ဟာထိုင်း6နှစ်နဲ့5548တဲ့နောက်က Telegram နဲ့ +66တဲ့96နှစ်နဲ့5548တဲ့ကျွန်တော်ဘာမှစိတ်ပူမနေမှာကျွန်တော်အဲ့မှာစင်ကူးတို့ဟိုဘက်မှာတကြောလုံးကျွန်တော်ရသလောက်ဟိုကျွန်တော်ဟိုဖြစ်သလောက်အကုန်လုံးကျွန်တော်ချက်ပြတာအကုန်ကျွန်တော်လိုက်ဖွင့်ထားပြီးပြီဘာမှစိတ်ပူမနေနဲ့ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့တံပိုးရမြန်မာနိုင်ငံအလံနိုင်ငံတော်လေကျွန်တော်ကောင်ငါတို့တိုင်ဟာဒီနိုင်ငံတော်ရဲ့အလံကိုဘာလုပ်လဲဆိုတော့
ခွေးကိုချီတယ်မီးတွေရှို့တယ်မင်းတို့ဖက်တွေချီတယ်အဲ့တော့မင်းတို့ဘာလို့မဟောင်းကြတာထမောင်းကြတာလုံးမဆက်လုံးမမပူနဲ့ထက်နေအောင်မဒီကဆိုသေးနေပါပန်းမှာအရင်ကသေးနေပါပန်းအောင်ဆိုတာမြင်မကောင်းလို့သေးနေပါပန်းတာဟိုအကြီးကြီးဟိုပေါ့ဒီဆရာတော်တန်ဃာတော်ရုပ်တံကိုကြည့်တဲ့အခါမှာဟိုအကာရောဖြစ်မှာဆိုလို့ပြီးရင်ကျွန်တော်တို့ရဲ့ဟိုလူကြီးတွေပေါ့လူကြီးတွေကြည့်တဲ့အခါမှာအကာရောဖြစ်မှာဆိုလို့ကဲနိုင်ငံတော်လည်းတော့မင်းတို့ကမီးရှို့တာကွာနိုင်ငံတော်လည်းမီးရှို့တယ်ခွေးတွေကိုမှခြုံပေးတယ်မင်းတို့ဒီနေ့ရုံမှာမရှိတော့ဘူးကွာထက်လုံးမှမပူနဲ့ထက်လုံးမှမင်းတို့စစ်ရှုံးနေပြီထက်လာလိမ့်မယ်ငါတို့ကမင်းတို့ရဲ့အနေနဲ့တောင်ကတော့အထားမကောင်ချမှာမပူနဲ့ချမှာဆက်လာခဲ့မယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းမှာဗျာခီးသွားတော့ကိုလက်တင်နာနေတော့နောက်ရက်ကျမှသတင်းရိုက်တော့မှာဗျာဒီနေ့ကတော်တော်ပင်ပန်းနေကားမောင်းနဲ့မိုင်းရလဲတော်တော်ဝေးတော့ဗျာတော်တော်ဝေးတဲ့ခါကျတော့ဝေးတဲ့ခါကိုလည်းတော်တော်နားတယ်အဲ့တော့မှ PDF အုပ်ကူထီလို့လောင်းနေဆိုလဲအမှမင်းအုပ်ကူတွေသူကသွားပြီးရွှေ့ပါရွှေ့တယ်ပြီးတော့မင်းတို့အိမ်ခေါင်းမှာထားခြံထဲမှာထားပြီးတော့ဟိုလို့ညာလိုက်ကြော့နော်အဲ့လောက်ဟာဖြစ်တယ်ဆိုရင်ဟုတ်ပြီလားအဲ့ဒီဖက်ကနေနေရမဟုတ်ဘူးအဲ့ဖက်နဲ့သမိုင်းကြောင်းရှင်းပြအောင်ပါအဲ့ဖက်ကကျွန်တော်တို့ဒီလက်ချုပ်ကြီးကကျွန်တော်တို့ဒီတရုတ်နိုင်ငံခီးစင်မှာရှီကျင်းပင်တွေတွေ့တယ်လေအမှကျွန်တော်တို့နိုင်ငံတကာအဖွဲ့ကြီးရှိရဲ့အစည်းအဝေးတက်ရောက်တယ်ပေါ့တက်ရောက်တော့အဲ့မှာကျွန်တော်လိုက်ပါသတင်းဝင်ရတယ်ကြတော့ကျွန်တော်အဲ့မှာဘေဂျင်းမှာဝယ်လာတာအဲ့ဖက်ကဘေဂျင်းမှာဝယ်လာတာကျွန်တော်အဲ့ဖက်ကိုစီးတာကကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတပ်မတော်ကအကြမ်းဖက်တွေထိချုပ်တဲ့နေရာတွေကိုသိမ့်ပိုက်ပြီးတဲ့အခါကျကျွန်တော်သတင်းသွားယူတယ်အဲ့ဖက်နဲ့ပဲတင်ရမယ်စီကျွန်တော်ဖက်နဲ့မစီဘူးကျွန်တော်ဖက်နဲ့မစီဘူးကျွန်တော်အဲ့ဖက်နဲ့တီဘောဒီစီးသွားပြီပြီးရင်ကျွန်တော်အဲ့ဖက်နဲ့လောကမစီသိမ့်ထားတာပြီးရင်ကျွန်တော်လက်ရှိအခုဝါဒီစီးသွားတပိတ်ချင်းစီးသွားပြီဆက်စင်မှာတကွင်းလုံးကျွန်တော်ထက်ဆင်းအောင်ပါထက်ရှင်းအောင်ပါအဲ့တော့နိုင်ငံတော်လမ်းပဲတန်ဖိုးထားတယ်ပါနိုင်ငံတော်လမ်းပဲထက်လာလိမ့်မယ်နော်ဒီကဆိုရင်ဖက်နဲ့ဒီကဆိုရင်တယောက်တည်းမနေဘူးအုပ်လိုက်နေမှာဟုတ်ပြီလားအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုင်းပြည်အတူတူတိဆောက်ကြမယ်တိုင်းပြည်အတူတူတိဆောက်ကြမယ်ကျွန်တော်တို့ကဒီပိုးမွားတွေမရှင်းလို့မရဘူးလေပိုးမွားတွေမရှင်းလို့မရဘူးတက်မလို့သားဆိုတိုင်းပြည်တိဆောက်တာပဲခင်ဗျားတို့ရဲ့လက်တွေတိုင်းပြည်တိဆောက်တဲ့လက်တွေတိုင်းပြည်တိဆောက်တဲ့လက်တွေအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့လောင်နေတဲ့အဖွဲ့တွေပါတယ်ကျော်စိုးက3500ဖွင့်တာတော့3600ဘာလဲကျွန်တော်စိတ်ကူးရင်ဖိုက်ဖြစ်နေကြဟမ်ဘာဖြစ်နေကြတော်တော်ကြီးစရာကောင်းတယ်လူအရင်မရှာနိုင်ဟုတ်ပြီလားကျော်စိုးဘယ်နေရာမှာရှူပေါက်တယ်လဲရအောင်ရင်ရှာဟုတ်ပြီလားဒီကကျော်စိုးကရှူပေါက်ရင်ဘယ်လက်နဲ့ကင်တာလားညာလက်နဲ့ကင်တာလားအရင်သိအောင်လို့နောက်ဒီနေ့မှာစကလုံးအသုံးလုံးနဲ့ပတ်သက်ရိုင်းနေတော့ရိုင်းနေပါအားလုံးတောင်းပန်ပါတယ်နောက်ကျွန်တော်တို့လှုပ်ဆက်ရဆက်လုပ်မယ်အားလုံးကျေးဇူးတင်နေဆက်လုပ်မယ်နော်ကျွန်တော်ရှိတော့ပဲကျွန်တော်ရဲ့ရွေးချက်ကျွန်တော်ရဲ့ရည်ချက်ကရှင်းတယ်ကျွန်တော်ဘယ်တော့မှနောက်မဆုတ်ဘူးရှိမှရှိတော့ပဲနော်ရှိမှရှိတော့ပဲအားလုံးကျေးဇူးတင်ပါတယ်